မင်္ဂလာပါရှင်ဒီနေ့ကျမကြည့်ပေးသွားမှာကဧပြီလ20ရက်ကနေပြီးတော့မှမေလ20ရက်နေ့အတွင်းမွေးဖွားတဲ့ Taurus ရာသီခွင်လေးတွေအတွက်ဒီ3လပိုင်းအတွင်းကြုံတွေ့ရနိုင်တဲ့ကံအခြေအနေကိုကြည့်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ပညာရေးအခြေအနေကိုကြည့်ပေးသွားမှာဖြစ်ပါတယ်အဲဆိုတော့ Taurus theory ကဒီလမှာပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့မှကိုယ့်ကိုယ်ကိုစူးစမ်းဖို့အတွက်စိတ်ကိုအာရုံစူးစိုက်လာနိုင်တဲ့အခြေအနေတစ်ခုတွေကိုရောက်လာနိုင်တယ်။စူးစမ်းတဲ့လောက်အောင်မြင်မှုရနိုင်တဲ့လဖြစ်ပါတယ်။စာမှုပွဲ assignment တွေမှာဒီစိတ်သက်ခိုင်မာဖို့စာနဲ့ပတ်သက်ပြီးတော့မှအတွေးမလွန်ဖို့ကအရေးကြီးပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့မှမလွယ်ကူတဲ့အရာတစ်ခုကိုဖြတ်ကျော်နိုင်တဲ့အခွင့်အရေးရှိတယ်။အခက်အခဲရှိပေမဲ့အောင်မြင်မယ်တေချာစူးစမ်းရမယ်စိတ်ကူးအသစ်တွေ idea အသစ်တွေပေါ်လာနိုင်တယ်။ဒါကိုအာရုံစူးစိုက်ပြီးတော့လေ့လာခြင်းနဲ့ motivation တစ်ခုတိုးလာနိုင်တယ်။ကိုယ့်ရဲ့ teacher တောင်းမို့လို့ရှိရင်ဘေးနားကလူတစ်ယောက်ကနေအကူအညီပေးလာနိုင်တယ်။ဒီလမှာအတေချာစာကိုအာရုံစူးစိုက်ပြီးတော့လေ့လာအောင်မြင်နိုင်တဲ့လဖြစ်ပါတယ်။ဒုတိယတစ်ခုအနေနဲ့ Taurus ရဲ့အတွက် March လအတွင်းကျန်းမာရေးအခြေအနေကိုကြည့်ရတော့မှာဖြစ်ပါတယ်။ဒီလမှာကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့အရေးကြီးပါတယ်။အားနည်းတဲ့အချိန်မှာအနားယူဖို့လိုအပ်တယ်။အနေငယ်ပင်ပန်းနွမ်းနယ်မှုတွေရှိနိုင်တယ်။အလုပ်များတာကြောင့်ခန္ဓာကိုယ်မှာပင်ပန်းတာတွေဖြစ်နေနိုင်တယ်။ဒါပေမဲ့ဒီ Taurus ကတန်မာတဲ့ energy မျိုးကိုတွေ့ရတယ်။လုံးတဲ့အချိန်နဲ့အနားယူတဲ့အချိန်ညီမျှအောင်လုပ်သင့်ပါတယ်။စိတ်ဖိစီးမှုများရင်တရားထိုင်တာဒါမှမဟုတ်လို့ရှိရင်ငန်းလောက်တာအဆင်ပြေပါတယ်ကိုယ့်ရဲ့ကျန်းမာရေးကိုတေချာဂရုစိုက်မယ်ဆိုလို့ရှိရင်အဆင်ပြေနဲ့ဖြတ်သန်းနိုင်တဲ့လဖြစ်ပါတယ်တတိယတစ်ခုအနေနဲ့ Taurus တွေက March လမှာကြုံတွေ့ရနိုင်တဲ့စီးပွားရေးအခြေအနေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲဆိုဒီလမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာနိုင်တယ်အရင်ကစူးစမ်းခဲ့ရတဲ့အတွက်ရလဒ်ကောင်းတစ်ခုရလာနိုင်တယ်မိသားစုနဲ့ပတ်သက်တဲ့ငွေကြေးကိစ္စတွေကံကောင်းလာနိုင်တယ်ငွေစုတာဒါမှမဟုတ်လို့ရှိရင်ရင်းနှီးမြှုပ်နှံမှုတစ်ခုခုလုပ်တာကအကျိုးပေးနိုင်တယ်အလုပ်တစ်ခုပြောင်းတာမျိုးစီးပွားရေးနဲ့ပတ်သက်ပြီးတော့မှအကြံဉာဏ်နည်းစနစ်အသစ်တစ်ခုပြောင်းလဲတာမျိုးဖြစ်နိုင်တယ်ပိုကောင်းတဲ့စီးပွားရေးလမ်းကြောင်းတစ်ခုစတင်ဖို့အလားအလာရှိတယ်မလိုအပ်တဲ့အသုံးစရိတ်တွေကိုဖျက်တောက်ပစ်ဖို့လိုအပ်တယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပြောင်းလဲမှုတစ်ခုကနေပိုကောင်းတဲ့တည်ငြိမ်တဲ့အခြေအနေတစ်ခုရရှိနိုင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ Taurus တွေက March လမှာကြုံတွေ့ရနိုင်တဲ့အခြေအနေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီလမှာစိတ်ခံစားချက်အနည်းငယ်အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်။ဝမ်းနည်းလွယ်ရာစိတ်တူလွယ်ရာမျိုးတွေကြုံရတတ်ပါတယ်။ single လေးတွေအနေနဲ့တက်ကြည့်ပြီးတော့ဒီကိုယ်ထက်ရင်ကျက်တဲ့သူတစ်ယောက်နဲ့တွေ့နိုင်တဲ့ energy ရှိပါတယ်။သူ့ဘက်ကစိတ်ရှည်ပြီးတော့ကိုယ့်ကိုဂရုစိုက်တဲ့လူတစ်ယောက်ဘဝတွေဝင်လာနိုင်ပါတယ်။အရင်အတိတ်ကအချစ်တစ်ခုနဲ့ပတ်သက်ပြီးတော့မှခံစားခဲ့ရတာတွေကဒီလမှာအကျိုးတရားမှုဖြစ်ပေါ်လာနိုင်ပါတယ်။အဲဒါကြောင့်တတိထားဖို့လိုအပ်ပါတယ်။အတိတ်ကအရာတစ်ခုကိုလွတ်ချပစ်ဖို့လိုပါတယ်။ Now relationship ရှိသူတွေအနေနဲ့နားလည်မှုလွဲမှားတာဖြစ်နိုင်တယ်။တချို့ relationship တွေမှာတွဲရမလားမတွဲရတော့ဘူးလားပြန်ပြီးတော့မှစဉ်းစားစရာမျိုးတွေကြုံတွေ့ရနိုင်တယ်။ဒီလမှာအခြေအနေနဲ့ပတ်သက်ပြီးတော့မှအနေငယ်စိတ်အဆင်မပြေတာမျိုးဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့တတိထားဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုလေးထဲမှာကဒီ March လအတွင်း Taurus တွေကြုံတွေ့ရနိုင်တဲ့အခြေအနေလေးကိုဖတ်ပေးသွားတာဖြစ်ပါတယ်။နောက်ထပ်ပါဆိုင်လေးဖတ်ပေးရမလဲဆိုတာကို comment မှာရေးခဲ့ပေးလို့ရပါတယ်ရှင်။